မင်္ဂလာပါရှင်စနေနေ့ညပမာတိုင်းကြပါရာတင်ဆက်မှုအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးကြမယ့်တဲ့အကြောင်းအရာတွေကတော့တိုက်ပွဲတင်စင်ပရမကျွဲရိုးရာရင်ကျဲမှုတင်တန်းကျောင်းစင်ပွဲအခမ်းအနားကျင်းပတဲ့တဲ့လိုက်စာမြို့အထက်တန်းကျောင်းရဲ့အကြောင်းသားမိဘစုံညီပွဲတော်နဲ့ထိုးချွန်ကျောင်းသားကျောင်းသူတွေကိုစုချင်းမြင့်ချင်းအခမ်းအနားပြုလုပ်တဲ့တင်တွေကိုတင်ဆက်ပေးကြပါမယ်ကျွန်မမွန်ကြပါရှင်KIA အမတ်လေးတမ်ဟာအမတ်ရှိတဲ့ရင်းနေမြေကိုခိုင်မြို့နယ်နမ်ဖက်ကကျေးရွာဦးစုပုံစုံရှိတောင်အနီးတွေစက်တဘာလ9ရက်နေ့မနက်7:00နာရီအချိန်ခန့်တွင်စစ်ကောင်စီတပ်နဲ့ KIA တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီတပ်ကပုံစုံရှိတောင်ဘက်စစ်ရေးလှုပ်ရှားမှုပြုလုပ်လာစဉ် KIA တပ်ပကြားဖြတ်ဆောင်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန်ကိုခိုင်တပ်စခန်းကနေလက်နက်ကြီးဖြင့်ပစ်ကူတာတွေရှိခဲ့ကြောင်းသိရပါတယ်။၎င်းနောက်ညနေပိုင်း9:55အချိန်ခန့်တွင်လည်းစစ်ကောင်စီတပ်ရင်တမ်းမှပုံစုံရှိတောင်ချေရှိတာဝတိုင်အနီးဘက်ထပ်မံလှုပ်ရှားလာတဲ့အတွက် KIA တပ်ရင်း29အဖွဲ့မှပြန်လည်တိုက်ခတ်ခဲ့ကြောင်းသိရပါတယ်။ထို့အပြင် KIA တပ်မဟာ6တပ်ရင်း9နှင့်မြေရုံငေါ့တွေလည်းမနက်7:00နာရီအချိန်ခန့်ကနေ7:00နာရီခွဲအချိန်ထိစစ်ကောင်စီတပ်နဲ့ KIA တပ်ကြားတိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီးညနေ9:55အချိန်ခန့်မှာလည်းကိုခိုင်နဲ့နောင်ဆွေအကြားမှာစစ်ကောင်စီတပ်နဲ့ KIA တို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေယခုရက်ပိုင်းအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားထိုးစစ်ဆင်မှုတွေဆက်တိုက်လှုပ်ဆောင်နေတာကြောင့်စက်တင်ဘာလကနေစတင်ပြီး KIA တပ်နဲ့ဒေသနေတိုင်းထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ကြောင်းသိရပါတယ်ရှင်။လိုက်စာမြို့ရှိစံပရမကျွဲခမမှာစက်တင်ဘာလ10ရက်နေ့က9ကြိမ်မြောက်စံပရမကျွဲရိုးရာရင်ကျဲမှုဒေတာကျောင်းစင်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။အဆိုပါတင်တန်းကျောင်းကို2019စက်တင်ဘာလတွင်စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး KIO ရဲ့မူဝါဒလမ်းစဉ်များအပါအဝင်ရိုးရာရင်ကျဲမှုအကများမျိုးစိတ်အတီအမုံများတရုတ်စာပေနဲ့ဘာသာစကားများကချင်ရိုးရာရင်ကျဲမှုဆိုင်ရာများနဲ့အခြားတည်ထားအပ်တဲ့လက်မှုအတတ်ပညာတွေကိုသင်ကြားပေးပါတယ်။အခမ်းအနားတွင်ဌာနဆိုင်ရာမှတာဝန်ရှိသူများအတင်းတော်မှဆရာများကျောင်းသားများနဲ့ဖိတ်ခေါ်ထားတဲ့ဧည့်သည်တော်များအယောက်100ကျော်တက်ရောက်ခဲ့ကြောင်းသိရပါတယ်။စံပရပကျွဲရိုးရာရင်ကျဲမှုတင်တန်းကို2006ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ကအမတ်စင်တင်မှအမတ်စင်9အထိကျောင်းသားအယောက်100ကျော်မွေးထုတ်ပေးနိုင်ပြီဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။2023ပညာသင်နဲ့လိုက်စာမြို့အထက်တန်းကျောင်းရဲ့ကျောင်းသားမိဘဆရာစုံညီပွဲနဲ့ထိုးချွန်ကျောင်းသားကျောင်းသူတွေကိုစုချင်းမြင့်ချင်းအခမ်းအနားကိုစက်တင်ဘာလ10ရက်နေ့လိုက်စာမြို့အထက်တန်းကျောင်း Running Con ခမ်းမမှာပြုလုပ်ခဲ့ပါတယ်။အခမ်းအနားပြုလုပ်တာဟာ2023ပညာသင်ရဲ့ကျောင်းတွင်းဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကျောင်းတွင်းလိုအပ်ချက်များနဲ့2022ပညာသင်နှစ်ထိုးချွန်ကျောင်းသူကျောင်းသားတွေကိုစုချင်းမြင့်ချင်းအဓိကထားပြုလုပ်တာဖြစ်ကြောင်းအထက်တန်းကျောင်းဆရာမကြီးရှင်ညံကြမိုင်ကပြောပါတယ်။လိုက်စာမြို့အခြေခံပညာအထက်တန်းကျောင်းမှာဆရာမအယောက်90ရှိပြီး KG ကျမတက္ကသိုလ်ဝန်ထမ်းအထိကျောင်းသားဦးရေ2000နီးပါးရှိကယခုလိုကျောင်းသားမိဘဆရာစုံကြီးပွဲကိုလည်းတစ်နှစ်မှနှစ်ကြိမ်ပြုလုပ်တာဖြစ်ကြောင်းသိရပါတယ်ရှင်။ဗမာတိုင်းကြပါရာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်။